BNN ကယ်ဆယ်ရေးအဖွဲ့ကိုကျေးဇူးတင်လို့ဈေးမှာငွေရှင်းပေးဖို့အတွက်ကြိုးစားခဲ့တဲ့ NDG မြန်မာနိုင်ငံမှာငလျင်ပေးကိုခန်းစားနေရတဲ့အချိန်နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေလည်းရောက်လာခဲ့ပါတယ်။ BNN ကယ်ဆယ်ရေးအဖွဲ့ကစားတောက်ဖို့အတွက်ဈေးထဲမှာဈေးလာဝယ်တဲ့အချိန်မှာပဲမြန်မာ NDG တယောက်ကအသီးရွက်တွေအတွက်ငွေရှင်းပေးဖို့လုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံကခက်ခဲနေစဉ်မှာလာရောက်ကူညီပေးကြတဲ့ BNN ကယ်ဆယ်ရေးအဖွဲ့ကိုကျေးဇူးတင်တာကြောင့် NDG ကသူတက်တဲ့နည်းနဲ့ကျေးဇူးဆက်ဖို့အတွက်ကြိုးစားခဲ့တာပါရှင်။ဒါပေမဲ့ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူတွေကတော့ NDG ငွေရှင်းပေးတာကိုလက်မခံခဲ့ပါဘူး။ BNN အစိုးရကကယ်ဆယ်ရေးအဖွဲ့အတွက်ငွေကြေးထောက်ပံ့ပြီးသားဖြစ်တာကြောင့်သူတို့အတွက်ဝန်ထုတ်ဝန်ပိုးမဖြစ်ပါနဲ့လို့ဆိုပါတယ်။ NDG ကတော့ငွေရှင်းပေးခွင့်မရတဲ့အတွက်စိတ်မကောင်းဖြစ်နေပြီးမျက်ရည်တွေကျနေပါတယ်။မြန်မာနိုင်ငံမှာအရန်ခက်ခဲနေတဲ့အချိန်တက်နိုင်သလောက်ကျေးဇူးတည်တတ်ချင်တာဖြစ်ပြီးလက်မခံတဲ့အတွက်ငိုနေခဲ့ပါတယ်။ BNN ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူက NDG ရဲ့ကျေးဇူးဆက်ခြင်းစိတ်ကိုအတိအမှတ်ပြုပြီးတော့စိတ်မကောင်းမဖြစ်အောင်အားပေးခဲ့ပါတယ်။မြန်မာနဲ့ BNN ကမိသားစုတွေဖြစ်တာကြောင့်တနိုင်ငံကခက်ခဲနေရင်တခြားနိုင်ငံကလည်းကူညီပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ NDG ရဲ့စိတ်ထားကောင်းပုံကတော့ BNN ကသတင်းဌာနတွေအထိပြန်နှံသွားပြီးမြန်မာတွေရဲ့စိတ်ထားကောင်းပုံကိုသိသွားကြပါတယ်။ BNN အစိုးရကကယ်ဆယ်ရေးအတွက်လွတ်လိုက်တဲ့လူတွေကိုရိတ်ခါအပြည့်အစုံထည့်ပေးလိုက်ပြီးကယ်ဆယ်ရေးအဖွဲ့ကလည်းမြန်မာလူမျိုးတွေအပေါ်မှာအခွင့်ထူးခံမလုပ်ခဲ့ပါဘူး။လာရောက်ကတင်ပေးရတယ်ဆိုတဲ့ကျေးဇူးရှင်ပုံစံမလုပ်ဘဲအရန်ကိုရင်ကျေးသိမ်မွေ့တာကြောင့်မြန်မာလူမျိုးတွေလည်း BNN နိုင်ငံကိုအရင်ကထက်ပိုပြီးတော့ချစ်ခင်သွားခဲ့ကြပါတယ်။ဗီဒီယိုလေးကိုကြည့်